စီလို့စီဖြစ်နေဒီတရုတ်ကို10သိန်းကျော်ပါတယ်အဲ့ကိုဆေးရအောင်သွားဖို့အတွက်တင်မို့စီကိုစောင့်နေရပါရုပ်တည်ကြီးကိုလာပြတ်သွားတယ်အောက်မှာလည်းထိန်းထားပါတယ် let's go ဘာမှကိုလာရဲလူလာတဲ့နေရာတစ်ခုပေါ့နော်လက်ဖက်နဲ့ဘေးနားမှာရှိတာပွဲအကြီးကြီးဆိုရင်လည်းဒီမှာလုပ်တယ် Chinese Syria ဆောင်းဖန်ဒါပေမဲ့စားပွဲတွေရောပေါ့နော်ဒီမှာအရန်မိုက်တဲ့လက်မှန်ဆိုင်ရှိတယ်အဲ့ဒီလိုစိတ်ဖြစ်နေတယ်နေရာကြီးလည်းလုံနေတယ်မိုက်တယ်နော်ဟိုပါလာအမတို့မွေပါတိုင်းလိုက်ကြည့်ရပါဒီဗီဒီယိုကို7သိန်းကျော်ပါတယ်အခုအဲ့ကိုစင်ရဲ့ပုံမှန်ရှိရတဲ့မှာပါဘာလို့ရှင်လုံးဝအောင်မှာပေါ်သေးရတယ်ကြည့်လို့ရအောင်ပါကြောက်ဖျားလေးကနေပြီးတော့တိမောတွေသွားနေတာသိရမှာပေါ့နော်ဘာလဲတော့ငါလာလေးရရရမယ်ညဘက်လို့ပို့လာတယ်ဟိုမီးရသွားနေရတယ်ဒါကတော့အိုင်ကိုစင်ရဲ့ဖုတ်ကောက်ပါဒီမှာကတော့နိုင်ငံသားတွေလာများတယ်ဈေးကတော့ပုံမှန်ထက်ပိုကြီးတယ်စားတဲ့လူတွေများလို့အသားတောင်မရှိတော့ဘူးအိန္ဒိယနေပါပြီလာတာကြိုက်လို့ဝယ်လာခဲ့ပါတယ်တဒါ